တရုတ်ပြည်ကတောင်ကရုံးစိမ့်လိုင်းစီမံချက်တရုတ်တွေကတောင်ကရုံးတွေကိုအခုလိုမျိုးတန်ကွန်ချာရီရှက်ပြီးတော့ဖုံးအုပ်လိုက်ပါရီအဲ့လိုအုပ်လိုက်တဲ့အတွက်မြေပြိုပြီးတော့မြေစီနာတိုက်စားရီတန်ကိုလည်းခံနိုင်ရှိသွားတာပါပြီးရင်တော့နှွေမြတ်တစ်ပင်မျိုးစေ့တွေကိုရှည်ပြီးမျိုးစာရီနဲ့ရောပြီးတော့ဖြော်လိုက်တာပါအဲ့နောက်မှာတော့ပိုက်တွေနဲ့တောင်ကရုံးနှံကိုလိုက်ပြန်ကြပါရီတန်ကွန်ချာရှိနေတဲ့အတွက်မျိုးစေ့တွေကြာသွားတာမျိုးလေးမဖြစ်တော့ပါဘူးဒီလိုနဲ့ချိန်တန်တဲ့အချိန်မှာအဲ့ဒီမျိုးစေ့တွေကအပင်ပေါက်လာပြီးတော့အရင်ကမွေးချောက်ဖြစ်ခဲ့တဲ့တောင်ကရုံးတစ်ခွင်လုံးစိမ့်လန်းစုပြီးဖြစ်သွားပါတော့ရီဓာခုတ်ကောင်ကိုထိန်းချုပ်ထားတဲ့တန်ကောင်ဒီတိုင်းကြည့်လိုက်တော့ဓာခုတ်ကောင်တွေကိုပုံမှန်မင်းမြင်ရမှာပါရေထဲကောင်းဖော်ပြီးတော့ဆင်ကြည့်လိုက်မယ်ဆိုရင်တော့ဓာခုတ်ကောင်ရဲ့အနောက်ပေါက်ကနေအမြင်ရှိရှိကြီးထွက်လာတာကိုတွေ့လိုက်ရှာမှာပါအဲ့ဒါကိုမြင်းဆန်မွေးတန်ကောင်လို့ခေါ်ပါရီဒီကောင်ကဓာခုတ်ကောင်ရဲ့ခန္ဓာကိုမြှဝဲစားတော့နေရပါနောက်ပြီးတော့ထိန်းချုပ်တာတွေပါရီလေလောက်ပါသေးသူတို့ကရေကြိုက်တဲ့အတွက်ရေနှိမ့်လိုက်တာနဲ့အောက်ကိုဆင်းလာရှာတာပါဒီတန်ကောင်တွေထွက်သွားတော့မှဓာခုတ်ကောင်တွေအနေနဲ့ပို့ပြီးတော့အသက်ရှိရှိနေရမှာဖြစ်ပါရီရှေးခေတ်ကဘတ်ဂျက်ကားတာယာများဒါကတော့1960ပြည်လွန်နှစ်တွေမှာသုံးခဲ့ဘတ်ဂျက်တာယာတွေဖြစ်ပါရီကုန်ကျစရိတ်သက်သာခြင်းတဲ့အခါမှာဒီလိုတာယာတွေကိုသုံးခဲ့ကြတာပါဗီဒီမိန်မှာတာယာ3ဝင်းရှိပါရီအဲ့ဒါတွေကစပိန်တာယာတွေလောက်ပဲအရွေးစားရှိတာပါဗီဒီမိန်ပေါက်သွားရင်ကျန်တဲ့ဘိန်းနဲ့ထိမောင်းလို့ရှာတယ်လို့အဲ့ဒီတပိန်းလေးကိုပဲလဲရတာပါနောက်ပြီးတော့တယောက်ချင်းနဲ့တာယာလေးရဲ့ကိစ္စကိုလည်းလွယ်လွယ်ကူကူလုံးနိုင်ပါရီအဲ့ဒီခေတ်တုန်းကဒီလိုတာယာမျိုး2မျိုး2ဆတောင်ပေါ်ခဲ့တာပါတစ်ခုကပုံမှန်လမ်းတွေမှာမောင်းမှုဖြစ်ပြီးတော့နောက်တစ်ခုကတော့လမ်းကျန်းတွေမှာမောင်းမှုဖြစ်ပါရီကုန်ကျစရိတ်တက်တာပြီးတော့ဝင်ငွေဖြောက်တဲ့ရောက်သွားစီပွားရေးထိုင်းမှာရှိတဲ့ရေလုံသားတွေကတိုးတွေကဝါလုံးတွေကိုဈေးတက်တက်တာနဲ့ဝယ်ယူပြီးတော့ကန်းချီတွေကိုတည်သွားကြတာပါပြီးရင်တော့ကန်းဆန်းတနေရာမှာရေပင်နဲ့ဝါလုံးတွေကိုထိုးဆိုင်လိုက်ကြပါရီသူတို့ကပင်လယ်ထဲမှာဝါပင်စိုက်နေကြတာတော့မဟုတ်ပါဘူးရောက်သွားမွေးမြူရေးလုပ်နေကြတာပါဝါလုံးစိုက်ပြီးရင်ဘာမှဆက်လုပ်စရာတော့မလိုပါဘူးအချိန်တစ်ခုလောက်ဆောင်းလိုက်ရုံပါပဲအဲ့ဒီချိန်ပြည့်ပြီဆိုရင်တော့ဝါလုံးမှာရောက်သွားပြီးအုံခဲပြီးတော့လာကက်နေရာကိုတွေ့ရမှာပါဒီချိန်ကျမှဝါလုံးကိုနှုတ်ပြီးတော့ဆက်လီပေါ်ကိုတင်ရောက်သွားပြီးကိုချစ်ချကတိုင်းကိုတွင်းကြပါရီပင်လယ်စာရီဈေးကောင်းတွေအတွက်ရေလုံသားတွေလည်းအရှင်နေပြီးတော့အမြဲတမ်းကတွက်ချီကြိုက်ကြပါရီလက်လန်ရောင်ကျန်တဲ့အာဖရိကကားဆရာများဒီကားတွေကတခြားနိုင်ငံမှာဆိုရင်အရေးကျိုးဆက်ကူတော့မလျှောက်ပေအမိုက်ပုံကိုရှောက်ရမှာပါဒါပေမဲ့အာဖရိကသားတွေကတော့ဒီမိုက်တွေကိုတုံးလို့ရှောက်အောင်ပြန်မှန်းတက်ကြပါရီသူတို့အတွက်မောင်းလို့ရှိရင်ပဲအဆင်ပြေနေပြီဖြစ်ပါရီမော်တော်ပီကေတွေကလည်းဘာမှမပြောကြဘူးလားမသိပါဘူးအဲဒါကြောင့်သူတို့ရဲ့လက်ဖြစ်ကားတွေလမ်းမပေါ်သွားလာနေရကိုအမြဲတွေ့နေကြပါရီမောင်းနေသူတွေကခက်တီတီမောင်းကြတယ်လို့လိုက်စီးတဲ့သူတွေလည်းရှိနေကြတာပါဒီကားတွေရဲ့လုံခြုံရေးကိုအမှန်ပေးရမယ်ဆိုရင်တော့10မှတ်မှာ10မှတ်ပြည့်ရှာနေပါရီဒါပေမဲ့အပေါင်းဘက်ကမဟုတ်ပဲအနှုတ်ဘက်ကပြရမှာပါယာကူတီယာရဲ့ယူရအားကစားနည်းယာကူတီယာဆိုတာရုရှားမှာရှိတဲ့မြို့လေးတစ်မြို့ဖြစ်ပါရီဒီမြို့ရဲ့တင်ဂီတအားကစားတစ်ခုကတော့အခုတွေ့နေရတဲ့အတိုင်းပါဒီအားကစားနည်းကိုတူတန်လို့ခေါ်ကြပါရီကစားနည်းကလည်းရိုးရိုးရှင်းရှင်းပါဒုတ်တူလေးတစ်ချောင်းနဲ့ကျမ်းမြေမှာကပ်ပြီးတော့ဂိုင်ထားရပါရီကစားသမားကအဲ့ဒီဒုတ်တူလေးကိုလက်နှစ်ဖက်နဲ့အစိုးကန်ပြီးတော့ခန္ဓာကိုယ်ကို2မိနစ်တိတိဆက်ဝိုင်းပုံစံလှည့်ပတ်ပေးနေရမှာဖြစ်ပါရီအဲ့ဒီအားကစားနည်းရဲ့စီကံချက်တွေကလည်းရှိနေရပါလက်ကင်ထားတဲ့ပုံစံကိုပြောင်းလို့မရသလိုခြေထောက်ကလွယ်ပြီးတော့ခန္ဓာကိုယ်စိတ်ပိုင်းတွေကကျမ်းမြေနေထိလို့မရပါဘူးနောက်ပြီးတော့ဒုတ်တူလေးကလည်းကျမ်းမြေနေကွာသွားလို့မရပါဘူးဒီလိုစီကံချက်တွေနဲ့ပြည့်စုံမှကစားပွဲကိုအနိုင်ရမှာပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးလေးကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်